လာပါဒီနေ့တော့ CD တစ်ခုစောက်ပါမယ် CD ကတော့ communist တစ်ပွဲဟို capitalist တစ်ပွဲအနေနဲ့စောက်ပါမယ်ဘယ်လိုစောက်မလဲဆိုတော့ဘယ်နေရာစောက်မလဲဒီနေရာပဲစောက်ပါမယ်ဒါကတော့သူ့နေရာတော့ရှန်ဟန်ကနေရာပေါ့အဲ့ဒါဆင်းပေါင်းနဲ့စောက်ပါမယ်ဘာလို့လဲဆိုတော့မဟုတ်ဘူးဆိုရင်အဆင်ပြေလို့ပါနာမည်ကိုဘယ်လိုပေးမလဲဆိုတော့မန်နိုင်ငံနာမည်လာလေးပေးမယ်ဒါမှဆိုမလာပါရဲ့တချို့လူတွေဆိုမတားမှဆိုကောင်းကောင်းလေးရထင်ပါအဲ့ဒါကျွန်တော်ပြင် escape လေးလုပ်မယ် escape လုပ်ပြီးဆိုရင် city လို့ပုံလေးဆိုရင်ဒီဆုံး share တစ် share ပဲရှိရဲတူတူဒါဟုတ်ရေးရမြန်မာနိုင်ငံတော်မှာမြည်ရနေဆိုတာဆိုတာကိုဒီနေရာတော့မှာနှစ်ခုသုံးခုလေးခုနှစ်တန်းလောက်ဆိုင်တော့ဒီမျိုးတော့ဒီနေ့စာပေးလို့ရတယ်နေတိုင်းပေါ့နော်ပြီးရင် line transportation မှာဆိုရင် direct လေးပဲတော့% လောက်ကုန်တယ်ဒါ communist ပုံစံတွားဆိုတော့နည်း communist ပုံစံတွားပါမယ်ရှမ်းရှိပါနဲ့ကျွန်တော်လုပ်တဲ့ပုံလေးအဆင်ပြေပါလေပြီးဆိုရေးပေါ့ရေးမှာဆိုရင် water မှာဆိုရင်ဒီ water tower လေး9ခုလောက်ဆိုရင်ရပါရင်နော်9လေးမှာ9ခုလောက်နည်းစက်တခုဆိုတော့ပါလေနော်ဟုတ်တယ်စက်တခုဆိုတော့ပြီအင်းဒါပဲလို့လေးဟိုရပြီအဲဆိုရင်ရေးပြီးပြီမျိုးဆောက်လို့ရပြီမျိုးဆောက်မယ်ဆိုဘယ်နေရာမှာဆောက်မလဲဆိုရင်ရေနဲ့နီးစက်တဲ့နေရာလေးဒီနေရာမှာဆောက်မယ်ဒီတော့လူတော်တော်များများနေလို့ရအောင်လို့ဆိုရင်လွယ်ကူဆုံးနီးနဲ့ဆောက်မယ်ဆိုရင်ပြီးရင်ဟိုကစုံနေကနေပြီးတော့တဲ့ residential မှာ resident မဟုတ်အဲ့လိုမဟုတ်ဘူးလို့လားစုံနေတော့မယ်အော်ဟုတ်တာဘလို့လဲဟိုမမနေဘလို့အော် manual building ဟုတ်တာ resident building အဲ့ဒါရတီးရဟို Soviet style ပုံစံတော့မှဆိုဒီလိုမျိုးဟာမလို့ချဘလို့ဟာလေးပါလေလွယ်ဟာလေးပြရလေးပါလေညဟိုနေမတွေးမှာရှိရှိလေးညတွေးရတယ်မနဲ့ကြည့်ရဝမ်းအော်ဒီမှာဝမ်းမှာလွယ်လေးကိုနည်းနည်းပြည့်မတိတ်ဘူးကောင်းကောင်းလေးထားဒါ Soviet Union style ဆောက်လို့ရေးပုံစံတော့မပါဘူးကောင်းကောင်းလေးပဲဆောက်ပေးရပါလူတို့မကြိုက်ကြမတတ်နိုင်ကြိုက်ပါလေဒီလောက်ကောင်းတဲ့အိမ်ကိုတို့ကမနေချင်ပါဘူးနေချင်ပါလေပြောပြင်လာလေးကိုလမ်းရတော့နည်းနည်းလေးကောင်းကောင်းလေးလုပ်ပြီးတော့ပါပြီဘာကောင်းတာလို့လဲလမ်းဒီလောက်ကောင်းတော့ပြီဘောလို့ပြီးပြီအဲ့လိုဆိုရင်ရပြီပေါ့ပြီးကြီးဆက်တွဲရေးပေးလိုက်လုပ်ပြလိုက်ဒီလေးဝတ်တာခဏငါတို့ဆောက်စားဒီနေရာနော်ဒီနားလေးတော့ဒီဆိုလိုက်ဒီနားလေးကနေပြီးတော့ဒီဘက်ထဲကိုဆိုလိုက်ဒီဘက်ထဲကနေပြီးတော့ဒီနေရာကိုတင်သွားပါပြီဒီအဲ့လိုဘာစိတ်မပြီးဖြစ်နေတာပြီးလျက်စစ်အဲ့ဒါကမြောက်နဲ့တစ်ဖြုတ်တော့လာမှာပါဒီကြမှာနော်နားလေးကနေရပြီဆိုရင်တူအတွက်ဟိုပါလေတခုလောက်ပဲလုပ်ပြတာအကြီးအရေးကြီးဆုံး police လေး prison ကြီးလေးဆောက်ပြန်ဟုတ်လဲဆို prison အရေးကြီးတယ် communist နိုင်ငံတွေဖြစ်တဲ့နိုင်ဖြစ်ဝင်လို့လုပ်မယ်ဟိုတောင်းဒီတခုကိုဆောက်ပြရမယ်ပြီးရင် education ရေးမရှိဘူး fire department ဘယ်လိုမီးလောင်လို့လဲဆိုအဲ့ဒီတခုဒီနားလေးမှာထားပြီးအဲ့ဒါကိုရမလို့ကျတော့ငါတို့ထားပြီးတာပြီးရင် road လေးကိုလည်းဒီသားလို့ရတယ်ဒီစလေးပြီးပြီလွယ်အောင်လို့ဒီစဘာကြီး
ဟုတ်တာမျိုးကတန်ရှင်းတရက်ဖို့လို့ဝေးလေးပေါ့နော်ရှူနေတယ်ဝေးစားဝေးဆိုနားလေးဝေးလေးမျိုးနဲ့ဝေးဆိုနာအရင်မကြည့်ဘူးဒီဒီလောက်ဆိုရင်အဲ့ဆိုတော့တော်လန်းတော့လန်းလာလို့ရပြီလေအဲ့ခက်နေကြတော့နောက်ပြီးမျိုးနဲ့ဆက်လိုက်တဲလေးဆက်လိုက်ဝီးဆိုအဲ့လိုမရဘူးအဲ့လိုလေးဆက်အဲ့လိုလေးရပါဟုတ်တာဘယ်လိုလုပ်ပြီး energy ကမရရတော့energy ဒီလောက်ပေးထားအောင် energy ဒီလောက်ပေးထားအောင်ဘယ်လိုလုပ်ပြီးမရဘူးတို့မရထားတော့တီးတော့ဒီဘက်တော့ energy နဲ့ပေးလိုက်မယ်ဒီဘာလို့ကောင်းမလဲဟေးရတဲ့လူတေးဒီတော့နှစ်ခုလောက်ပဲစောက်ပြီးပြီးသွားနော်ရေးကြည့်နေတယ်နှစ်ခုမကောင်းနေတဲ့စေတနာနဲ့တော့စေတနာကြီးများတော့ကြီးမားရတော့တရားစစ်ပြအဲ့လောက်လူလားလို့လောက်လည်းမလိုပါနဲ့ရော energy ဒါကြီးနဲ့ဆိုလာပဲဆိုလာဒါလေးနဲ့တော့ဆက်ဒီမြို့နာနေမယ်ဒီဆက်နေငင်းတော့စေတနာမြတ်တာတရားကြီးလုံးဆောက်ပြန်ဖွင့်မဆောက်ပြီးဘူးနော်လေရိုးလေးနဲ့ဆက်ရလေဘာအဲ့လောက်ခုံးစားနေပြီးတာလည်းရပြီတေချာnew one အဲ့အရင်မကြည့်transportation တော့မှာပါအမရေးကြည့်ရ management မှာဆိုရင် city hall ကမလိုပါဘူး town hall လေးတော့ဆောက်လိုက်ရပါတယ် town hall လေးဒီလေဘူးဒီလိုဖြစ်တယ်တော့ပူအဲ့လောက်ဆိုဟုတ်တယ်ရဲစခန်းပေးမှာဘာလို့ခဏဝိုင်းဟန်ရမှာတေးကြရဲစခန်းပေးဆောက်ပေးထားတယ်ပြီးသွားတရားစစ်ကအဲ့လောက်လူလားလူရင်လည်းမတည်ဘူးကွာမပြန်နေအဲ့လောက်လည်းရေးကြည့်မဟုတ်ဘူးဒါလည်းရေးဟုတ်တယ်ရတေးလေးတခုဆောက်ပေးထားအဲ့လောက်လုံးလောက်ပါဇုံမိလိုက်တော့နော်လည်းကြီးရတယ်တောက်ပေးတယ်ဟုတ်တယ်ဖြစ်နေဖြာဒီဇုံနဲ့နေပြီးဟောပညာရေးလိုဖြစ်နေကြတယ်ငါကွန်မြူနစ်ဇုံက office ဟာလိုလို့အဲ့လောက်ဆိုအဆင်ပြေပြီနေရာစနေရပြီတော့အဆင်ပြေပြီဘယ်လိုတော့မလဲဆိုရင်ဒီဘက်ကွန်မြူနစ်ပြီးပြီဆိုရင်ဒီဘက်ထဲမှာdemocratic ပုံစံတော့မယ်ဒီနေရာလောက်ပေါ့ democratic ပုံစံတော့မယ်ဆိုရင်ဘယ်လိုမျိုးပုံစံတော့မလဲဆိုရင်ဒီမှာ energy ပုံစံရင်တော့မယ် energy မှာဆိုရင်ဒီလိုမျိုးပါလေဒီတော့တော့စောက်လိုက်တာတခုလို့လေစောက်ရင်တော့တော်တော်အဆင်ပြေပါနှစ်ခုစောက်လိုက်ရင်တော်တော်အဆင်ပြေပါပြီရေးတိုင်းမှာဆိုရင်ဒါစားရမှာပါဦးဒီလို water မှာဆိုရင်small water ခုနော်ဒါ capitalist ဖြစ်တယ်နော် capitalist ပြီးရင်
လည်းရရှိပါပြီပြင်ဒါကို transportation ဟိုဘာလေးနဲ့စိန်ကောင်းနေတော့ဘယ်ရကြရတာဆိုဒီလေစမီရပါတယ်စာရဒါဝါတာဖမ်းနဲ့ရှိစလိုက်ပါမယ်ရှိစလိုက်ပြီးတော့လေစမီလေးပြရမယ်မီပုံဒီညာနေပြီးတော့ဒီလိုလေးရှိစလိုက်ပြီးအဲ့လိုပြီးဆိုရင်မြို့အတွက် foundation လုပ်ပြီးအခုကားပဲရှင်းရသွားရတော့ဟိုလည်းဒီလိုဟိုအဲ့ဒါကိုရှင်းမလုပ်ဘဲဒါလေးနဲ့ရေးလို့သိတယ်ပေါ့နော်ကြီးသားလေးစောက်ပြီးဆိုရင်ဒီလိုဆက်ပြီးတော့လုပ်ရမယ်ဘယ်လိုလုပ်လို့မရနေရနေဟိုအလေကောင်ကနေတော့မလို့အလေကောင်ကနေပြီးတော့အလေကောင်မရှိရမလားတက်နေတော့ဟုတ်တယ်အလေကောင်မရှိဘူးဒီမှာလည်းဒီလိုလုပ်လိုက်ပါဒီမှာရှိစလို့မရဘူးဒီနေရာပြီးတော့ဒီနေရာပေါ့ဒီတော့ကြောင့်ဒီ opposite ကိုမြင်သွားကြရှိတော့ဒီမရှိပြန်ပြီးတော့ကက်ပီရောဂဆိုရအစင်းဒီနေဝါတာလေးပူလိုက်ပါဝါတာပူရမ်းလို့ဒီဘက်ထဲရင်ဆောင်ပါဒီဘက်ထဲရင်ဝါတာလေးကိုနည်းနည်းလောက်ထားပါလောက်လိုက်တယ်ဆိုရင်တော့တော်တော်လေးပြီးသွားမှာအနေမှာ service အနေမှာလည်းကောင်းတယ်မနေ့ထဲရတစ်ခုမှမရဘူးမှာ prison လေးတစ်ခုစတော့ပါမယ်ဘယ်လိုပဲ prison ရ law prison မလို့ဒီမှာ country မဟုတ်ပါဘူး national one way ရစမယ်ပြော national country လေးနဲ့ဆက်လိုက်ပါဒီနေ့လေးဆက်ပြီးဆိုတော့ဒီနေ့တော့ဒီလောက်ပဲဟို computer communist ဘာထဲတော့ကြည့်မယ်နော် communist ကတားရလုံးဝဆင်းလုံးဝ communist government မှာပြီးတိုးတက်မှုလုံးဝဆိုတူတူအတွက် common share တော့နေရာလိုမယ်နေရာလိုကြတော့ဟိုဒီနေရာလေးကို common share area လောက်ပါမယ်ဒီနေရာလေးကိုလည်း common share area လောက်ပါဒီနေရာလေးကိုလည်း common share area လောက်ပါမယ်那都在木耶，那种可能是种。
ဟုတ်တယ်ဒါဖြစ်လုံးဝဝင်တာလို့လိုလိုက်တယ်ဆိုရင် commercial ဆိုရင်ဒီလိုမျိုးလေးရမှာဖြစ်တယ်ရမှာဖြစ်တော့ဒီလိုလေးရှင်းလိုက်တော့ဒီလိုလေးလုပ်လို့ရပါပါတယ်ကွန်မြူနတီတိုးတက်နိုင်ကြီးရှိရပဲလို့ပြောတာအဲ့ဒါဘာလို့လဲနိုင်တယ်နော်ခေါင်းရှိပေးတယ်မှာလေလိုဟာလေးရတယ်ရိုးဒီဟဲ့တယ်အဲ့လိုဘလို့မရှိသေးဘူးအေးရမဟုတ်ဘူးလားလို့နေကြီးမရောက်ဘူးရေလောက်မှာချင်းချင်းလေးကြီးရတူတော့အလိုလိုနားမလို့လောက်မှာဘာလို့ရှင်းလို့the industrialization ဘက်ထပ်သွားမယ် industrialization မှာဆိုရင်နည်းနည်းလေးဝေးလေးတော့ဝါဒလေးပေးရအောင်စင်ရတဲ့ဝါဒပေးနေရောပြပလန်လေးနဲ့သူ့သုံးနဲ့ပြပေးလိုက်နေနော်ခုနမရရည်ကပြီးသွားသူက dance နဲ့ရိုးနေဆိုတော့ဒီ dance industry นี่วัดมาซะนะเนี่ยလိုရတော့ဘောအောင်လေးလိုရတော့ဘောนี่လိုက်นี่အဲ့ပြီးပြီနေတော့မလို့ရှင်တော့ပြင်းနေတတ်